Vienna ကိုရှုံးနေခဲ့မှုအပေါ်နီးပြကြီးယူကီအခုလိုဖြေရှင်းပြီဒီနေ့စီကရင်အမျိုးသမီးဘောလုံးအုပ်စုပြီးရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့မြန်မာအမျိုးသမီးအသင်းနဲ့ Vienna အမျိုးသမီးအသင်းတို့ရှင်ပြိုင်ကစားကြရမှာတော့နှစ်ဂိုးပြတ်နဲ့ Vienna အသင်းကအနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်မြန်မာအသင်းကတော့အုပ်စုအဆင့်နဲ့သာအိမ်ကိုပြန်လာခဲ့ရပါပြီရှင်။ကစားသမားတွေရဲ့အကျိတ်နဲ့ရှင်ပြိုင်ကြိုးစားမှုကိုမြင်ရတာကတော့ဂုဏ်လေးယူသလိုတနာစိတ်လည်းဖြစ်မိပါတယ်။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကစားသမားတွေကတကယ်ကိုကြိုးစားရုန်းကန်ခဲ့ကြပါတယ်။တခုသိချင်တာက Vienna လိုခြေစွမ်းကောင်းတဲ့အသင်းကြီးနဲ့ထိတ်တိုက်တွေ့နေရတဲ့ချိန်မှာဘာကြောင့်များအရန်လူတွေအရန်ကူသမားကိုထည့်ပြီးတော့ကစားတယ်လဲဆိုတာကိုပါပရိသတ်တွေကတော့အမလို့အများဖြစ်နေကြပြီးတော့အမျိုးမျိုးသောထင်မြင်သုံးသက်ချက်တွေကိုပြောနေကြတဲ့အထိပါပဲ။ဒါကြောင့်မြန်မာအသင်းရဲ့နီးပြရူကီကတော့ရှုံးပွဲတွေ့မှုအပေါ်မှာရလက်မကောင်းတာတွေအတွက်အခုလိုမျိုးတောင်းပန်စကားပြောလာခဲ့ပါတယ်။တသင်းလုံးအကောင်ဆုံးစူးစမ်းခဲ့ပေမဲ့လူချင်းတဲ့ရလက်တော့မရခဲ့ပါဘူး။ Vienna အသင်းကပိုကောင်းခဲ့ပြီးတော့သူတို့ကလည်းအကောင်ဆုံးကစားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့အသင်းကတော့အကောင်ဆုံးမကစားနိုင်ခဲ့ပါဘူးဆိုပြီးတော့ရူကီကဆိုပါတယ်။ပရိသတ်တွေကတော့ပွဲထုတ်တဲ့သူတွေကိုမထုတ်တာအရန်ခုံထိုင်ခိုင်းတာတွေကိုနားမလည်နိုင်ဖြစ်နေကြပါတယ်။ဒါကလည်းနီးပြရူကီရဲ့သူ့ရဲ့နီးစနစ်ကြောင့်လည်းဖြစ်နိုင်ပါတယ်နော်။ဘာကြောင့်ဒီလိုလုပ်တဲ့ဆိုတာကိုတော့နီးပြကြီးယူကီကသာအသိဆုံးဖြစ်ပါလိမ့်မယ်။ဒီနှစ်တော့နိုင်မလားဆိုပြီးတော့မျှော်လင့်ပြီးတော့အကျိတ်နဲ့အားပေးကြတဲ့ပရိသတ်တွေကွယ်ထဲမှာလုံးဝငြင်းကျသွားတာကတော့စိတ်မကောင်းစရာပါပဲ။ဘောလုံးကိုအာယုံစိုက်အားပေးနေကြချိန်မှာပဲမြန်မာတွေကတခြားအားကစားတွေမှာတော့ရွှေတွေရယူပေးနေပါပြီနော်။ဒီနေ့ကစားတဲ့ပွဲစဉ်မှာဆိုရင်လည်းလုံးဝကိုတာဝန်ကျေတာကတော့မြန်မာပရိသတ်တွေပါထိုင်းရောက်မြန်မာတွေကလုံးဝကိုတာဝန်ကျေကြပါတယ်ရှင်ဒီနေ့ပွဲစဉ်ကတော့တကယ်ကိုခန်းစားချက်ပေါင်းစုံဖြစ်နေမှာပါကစားသမားတွေကလည်းအစွမ်းကိုကြိုးစားခဲ့ကြပြီးမြရှုံနေခင်ရပါပြီမြန်မာကတော့အိမ်ပြန်ခင်ရပြီပေါ့ရှင်တစ်ဖက်ကဖိလစ်ပိုင်အသင်းနဲ့မလေးရှားအသင်းတို့ရှင်မြန်မှုမှာတော့6ဂိုးပြတ်နဲ့ဖိလစ်ပိုင်အသင်းကအနိုင်ရရှိခဲ့ပါတယ်ဒါကြောင့် Vienna ကပထမနေရာနဲ့ဆီမီတက်ခဲ့သလိုဖိလစ်ပိုင်အသင်းကဒုတိယနေရာနဲ့ဆီမီဖိုင်နယ်အဆင့်ကိုအသီးသီးတက်ရောက်ခဲ့ကြပြီဖြစ်ပါတယ်ပရိသတ်ကြီးတို့ရေဒီလိုမျိုးမြန်မာအသင်းရှုံးပွဲတွေ့ခဲ့ရတာကဘာကြောင့်လို့များပရိသတ်ကြီးတို့ထင်မြင်သုံးသပ်မိကြပါလဲရှင်